မြန်မာနိုင်ငံမှာကျင်းပဖို့ရှိနေတဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးကမ္ဘာအငင်းကနှစ်ချမ်းကွဲနေပြီလို့ပဲနော်တစ်ဖက်မှာကျတော့ဒါလုံးဝတရားမဝင်တဲ့အတူရောင်ရွေးကောက်ပွဲဆိုပြီးပြင်းပြင်းထန်ထန်သတ်မှတ်တယ်ဒါမဲ့နောက်တစ်ချမ်းမှာတော့ဒါကိုတိုင်းပြည်တည်ငြိမ်ရေးအတွက်လိုအပ်တဲ့လမ်းစာတစ်ခုဖြစ်ရှုမြင်ပြီးထောက်ခံနေကြပြန်ရောဟုတ်ကဲ့ဒီအချိန်ကနိုင်ငံတကာဇက်ခုံပေါ်မှာတင်မဟုတ်ဘူးဗျာပြည်တွင်းနိုင်ငံရေးကစားကွင်းနယ်မှာကိုကအားပြိုင်မှုကအကြီးအကျယ်ဖြစ်နေတာအပြင်မှာအမြင်တွေကွဲနေသလိုပဲအတွင်းမှာလည်းအဓိကကစားသမားကြီးတွေနေရာဖယ်ဖယ်လိုက်ရပြီးတော့ကစားကွက်အသစ်နဲ့ပွဲအသစ်တစ်ခုကိုစနေရတဲ့အနေအထားမျိုးဖြစ်နေတာပါဒါကြောင့်ဒီနေ့မှာတော့လေတီရှုပ်ထွေးလာတဲ့ရွေးကောက်ပွဲရဲ့အခင်းကျင်းကိုထောင်းစေအောင်ချက်ကြည့်ချင်ပါတယ်ဒီပွဲကိုကဘာကဘလို့မြင်လဲပြည်တွင်းကပါတီတွေကတော့ဘလို့ရွှေ့ကွက်တွေနဲ့ပြင်ဆင်နေလဲပြီးလို့အားလုံးကစိတ်ဝင်စားစားစောင့်ကြည့်နေကြတဲ့ကစားပွဲရဲ့စီမင်းအသစ်PR စနစ်ကတော့နိုင်ငံရေးအာဏာကိုဘယ်လိုပုံဖော်သွားနိုင်မလဲဆိုတာကိုအသေးစိတ်ဆွေးနွေးကြည့်ကြရအောင်ကောင်းပါလေဗျာဒါဆိုရင်နိုင်ငံတကာရဲ့အမြင်တွေနဲ့စားလိုက်ကြတာပေါ့နော်ဟုတ်ကဲ့အရင်ဆုံးအနောက်နိုင်ငံတွေဘက်ကိုကြည့်အောင် American, Britain နဲ့ Europa သမဂ္ဂတို့က sham election ဆိုတဲ့အတုအယောင်ရွေးကောက်ပွဲဆိုတဲ့စကားလုံးအထိသုံးပြီးတော့လေပြင်းပြင်းထန်ထန်ကန့်ကွက်နေတာတွေ့ရတယ်သူတို့ရဲ့ဒီလောက်တင်းဝါတဲ့ယတိချေရဲ့နှုတ်ကွယ်ကအဓိကအကြောင်းရင်းကဘာဖြစ်မလဲရှင်သူတို့ရဲ့ဝေဖန်မှုကအချက်အလက်နဲ့ခိုင်ခိုင်မာမာချိတ်ဆက်ချတာကိုတွေ့ရတယ်ဗျာအဓိကအဖြစ်အချက်၃ချက်ကိုကင်ပြီးပြောနေတာပါပထမချက်က2020မှာမဲအပြတ်အသတ်နဲ့အနိုင်ရခဲ့တဲ့ NLD ပါတီကိုဥပဒေအရဖျက်သိမ်းထားတာဒုတိယချက်ကနိုင်ငံတော်မှာလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့စုဝေးခွင့်တို့မရှိသလောက်ကန့်ထက်ခံထားရတာနောက်ဆုံးတစ်ချက်ကတော့လက်ရှိဖြစ်ပွားနေတဲ့လက်နက်ကိုင်ပဋိပက္ခတွေကြောင့်နိုင်ငံသားတိုင်းလုံလုံခြုံခြုံမဲပြနိုင်ဖို့အခြေအနေမရှိဘူးဆိုတဲ့အချက်တွေပါပဲဒီအခြေအနေတွေအောက်မှာကျင်းပတဲ့ဘလို့ရွေးကောက်ပွဲမဆိုလွတ်လပ်ပြီးတရားမျှတမှုရဲ့အခြေခံစံနှုန်းတွေနဲ့ကိုက်ညီမှာမဟုတ်ဘူးလို့သူတို့ကမြင်လာဖို့ကုလာသမယရဲ့သဘောထားကလည်းဒီဘက်ကိုပဲပို့ပြီးအဖြူနေပုံရတယ်နော်အတွင်မှုချုပ်ကိုယ်တိုင်ကအလုံးမပါဝင်နိုင်တဲ့ရွေးကောက်ပွဲဟာရှီရင်ဆွဲပဋိပက္ခကိုမင်းကြီးမှာမဟုတ်ဘဲမီလောင်ရလေပင့်သလိုတောင်ဖြစ်တော့နိုင်တယ်လို့တတိပေးထားတာမျိုးရှိတဲ့ဟုတ်ပါတယ်သူတို့ကရဲ့အဓိကဆိုရင်မူကရှင်းပါတယ်ရွေးကောက်ပွဲဟာနိုင်ငံရေးပြဿနာရဲ့အဖြေတစ်ခုဖြစ်မလာဘဲနဲ့ပြဿနာကိုပို့ရှုပ်ထွေးစေမယ့်အထုံးတစ်ခုဖြစ်သွားမှာကိုပါအဓိကသက်ဆိုင်သူတွေမှာပါဝင်ပဲထွက်လာတဲ့ရလဒ်ကိုဘယ်သူမှလက်ခံမှာမဟုတ်ဘူးလေအဲ့ဒီအခါကျရင်နိုင်ငံရေးမတည်ငြိမ်မှုတွေလက်နက်ကင်ပဋိပက္ခတွေကပိုလို့တောင်ကြီးထွားလာနိုင်တယ်လို့သုံးသပ်ထားပါဒါပေမဲ့အဲ့ဒီအမြင်ကိုလုံးဝလက်မခံတဲ့နိုင်ငံတွေလည်းရှိနေပြန်ရောအထူးသဖြင့်မြန်မာနိုင်ငံရဲ့အိန္ဒိချင်းအင်အားကြီးနိုင်ငံတွေဖြစ်တဲ့တရုတ်နဲ့ယူရှားရဲ့ရည်တည်ချက်ကအနောက်နိုင်ငံတွေနဲ့လုံးဝကိုဆန့်ကျင်ဘက်ဖြစ်နေလေဒါကတော်စိတ်ဝင်စားစရာပဲသူတို့ကတော့ဘလို့ရှုထောင့်ကနေကြည်နေတာလေတရုတ်နိုင်ငံရဲ့ရည်တည်ချက်ကတော့သူတို့ရဲ့အစင်းအလားနိုင်ငံခြားရေးမူဝါဒအတိုင်းပဲတည်ငြိမ်ရေးကိုရှေ့တိုင်းတင်သွားတယ်သူတို့တက်ကတော့မြန်မာနိုင်ငံမှာဘယ်အစိုးရတက်လာတယ်လဲဆိုတာထက်သူတို့ရဲ့နယ်စပ်ဒေသတည်ငြိမ်ရေးနဲ့စီးပွားရေးစီမံကိန်းတွေအနောက်ရှက်မရှိလဲပတ်နိုင်ရေးကပိုရေးကြည့်တယ်လေဆိုတော့ဒီရွေးကောက်ပွဲကိုလက်ရှိနိုင်ငံရေးအကြက်တဲနေရုံးထွက်နိုင်မဲ့ထပ်ပေါက်တစ်ခုအစိုးရရန်တရားတစ်ခုပြန်လဲပတ်နိုင်မဲ့လမ်းစာတစ်ခုဖြစ်ရှုမြင်ပြီးထောက်ခံတဲ့သဘောထားပြထားတာပါရွေးကောက်ပွဲအတွက်ဤပညာအကူအညီတွေပေးမယ်လို့တောင်းကန့်လန့်ထားတာရှိပါတယ်ဒါပေမဲ့တရုတ်နိုင်ငံကပြောတဲ့တည်ငြိမ်ရေးဆိုတာကရေရှည်အတွက်တကယ်ခိုင်မာပါမလားရှင်အဓိကအင်အားစုတွေမပါဝင်တဲ့ရွေးကောက်ပွဲကနေရလာတဲ့တည်ငြိမ်မှုမျိုးကရေရှည်မှာပိုကြီးမားတဲ့ပဋိပက္ခတွေအတွက်မီးမွေးပေးတယ်လို့ခင်မနေဘူးလားဒါတိတ်ကောင်းတဲ့မိကုံပါပဲလိလာသူတွေကလည်းဒီအချက်ကိုပဲထောက်ပြကြတယ်တရုတ်နိုင်ငံကလိုချင်တဲ့တည်ငြိမ်ရေးဆိုတာကရေတိုတည်ငြိမ်ရေး short term stability တာဖြစ်နိုင်တယ်ရေရှည်တည်တံ့ခိုင်မြဲတဲ့ငြိမ်းချမ်းရေး sustainable peace အတွက်ကတော့အားလုံးပါဝင်တဲ့နိုင်ငံရေးဖြည့်ရှင်းမှုတစ်ခုလိုအပ်တယ်ဆိုတာကိုအနောက်နိုင်ငံတွေကထောက်ပြနေတာပါအဲ့ဒီနေရာမှာပဲယူရှာရဲ့ရည်တည်ချက်ကပိုပြီးထင်ရှားလာတယ်ယူရှာကတော့စစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုအထင်ရှားဆုံးနဲ့အပွင့်လင်းဆုံးထောက်ခံသူပါပဲနိုင်ငံရွေးကောက်ပွဲကော်မရှင်တွေကြားပူးပေါင်းဆောင်ရွက်မှုတွေလုပ်ပြီးသူတို့ရဲ့ data တွေဩဇာလမ်းမှုကိုဖျက်ချင်တဲ့